လူနာပုဂ္ဂိုလ်ချစ်ကြည်ညိုစေရန်မေတ္တာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ယတံတုဘာဝတောယက္ခနေဝတတ္တင်တိပိသနံယမိစေဝါနုယောဇံတောရတ္တိတိဝမတ္တန္တိတောဒုက္ခံသုပတိသုတ်တောသပါပံကေစီနပတတိဧဝမာတိကုဏုပေတံပရိတံဓမ္မနာမဟေကရဏီယမထာကုသလေနယန္တတန္တံပဒံပိသမစ္ဆတေကောဥဇုဇာတုဥဇုဇာတုဝသောသတ္တမုဒ္ဒဝနာတိမာနီတန္တုတကောသသူပရောဇာအပကေသောသတံလဟုကာဟုတ်တိတန္တိန္တရိယောဇာနိဘကောသအပကဘောကုလေတောနန္နုကိတောနာဇာဂௌဒမာစရေကေစီယေနဝိညုပရေဥပဝရေယောဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တယေကေစီဘာနာဗုဒ္ဓတိတတဝါထာဝရဝန္တဝတေတာဒီဃဝါယေဝမဟန္တာမစ္စည်းမာရတကနုကထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝါတံပဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တနာပရောပရဏိကုံဘေဒနာတိမေညေထကတ္တစီနကေစီဗျာရောတနာပရိကတေညာနိညာမေညတဒုက္ခမေစေယမာတာယတာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝေအပရိမာဏံမေတ္တိဇာသဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏံဩဒံဒောဇာတိရိယေသအတ္တံဘာဒံအဝိရမတ္တပတ္တံဒိဋ္ဌံစရဏိသိနောဝတယာနောယဝတ္တတဝိဒမေတောဧတံတတေယဒိဋ္ဌေယဗြမမေတံဝိဟာရမိရမဟောဒိဋ္ဌေဇာနုပကမ္မသီလဝါဒတနေနတံပန္နောကာမေတုဝိနယကေတံနာယိဇာတောကဗ္ဗတေယပုဏ္ဏရေတိမေတ္တာသုတ်တံဩရခတုမေတ္တာသုတ်တံမေတ္တာသုတ်ပရိဒေယဒေသနာတော်မြတ်တိဟောတုံမာကံပရိဒေယစိတ်ဓာကြည်ပြိုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြံမာစိတ်ချမ်းသာ၍လူနာများစွာချစ်ခင်လောင်ကောင်းစွာမသွေးဆောင်းလျှောက်တော်မူပါစေတည်း